workflow လေးမြင်ခြင်းနဲ့ result လည်းစိတ်ချခြင်းနဲ့ endo case တွေအတွက်ဒုံဒုံကဒီ material လေးကိုမိတ်ဆက်ပေးခြင်းပါတယ်။ကိုရီးယားနိုင်ငံထုံး Marucci Endosan Premix လေးရာဆိုရင်စတင်တိုင်း2-10 မိနစ်ပဲရှိတဲ့အတွက် treatment flow ကမပြတ်သွားဘဲနဲ့အလုပ်လုပ်ရတာတကယ်ကို smooth ဖြစ်စေပါတယ်။စီလာအနေနဲ့လည်းသုံးလို့ရမယ်။စီမတ်အနေနဲ့လည်းအသုံးပြုနိုင်လို့ case မရွေးအသုံးပြုလို့ရနိုင်တာကဒုံဒုံရဲ့ဆရာဆရာမရဲ့သဘောကျမယ့်အချက်ပါ။ရေနဲ့ထိတိုက်တာနဲ့မာသွားတဲ့ material ဖြစ်တဲ့အတွက်သွေးတွေနဲ့ရုံတော့သွားခြင်းမရှိဘဲနဲ့ white chalk ဖြစ်နိုင်ခြေကိုလည်းလျော့နေစေပါတယ်။ Danny hypersensitivity ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ Fugation rubber, perforation rubber, flow ပေါက်သွားတဲ့ case တွေ direct cupping, indirect cupping, vital part therapy တွေမှာပါ Endosan ကိုစိတ်ချစွာအသုံးပြုနိုင်ပါတယ်။ဒီ Marucci Endosan တပူးတဲ့နဲ့လူနာ10ယောက်ကျော်အထိကိုအသုံးပြုနိုင်လို့ quality လည်းကောင်းတယ်။300လည်းတန်တယ်။ဒီ MDA Endosan လေးဟာ endo rubber material ကိုစိတ်ချလက်ချသုံးကျင်တဲ့ဆရာဆရာမတို့အတွက်အတင်းတော်ဆုံး material ဖြစ်တယ်ဆိုတာကိုဒုံဒုံက recommend အပြည့်အဝပေးပါတယ်။